Hello everyone, UK ပဲဖြစ်ပါရှင် UK ဒီနေ့မှာတော့ပေါ့နော် UK ရဲ့ fan လေးတယောက်အရင်တောင်းဆိုထားရဲ Broadhead fan လေးကိုခုံးပြပေးတာဖြစ်ပါတယ် Broadhead fan ခုံးပြပေးပါပေါ့ Broadhead fan ဆော့ပြပေးမယ်ပေါ့နော်ဒါက UK ရင်ကဆော့ခဲ့ဘူးတယ်ပေါ့နော်ဒါပေမဲ့ဟိုတော့မဆော့ရကြလို့ UK ဆက်ဆော့ပြပါမယ်အဲ့တော့ UK ကအိမ်ကြီးလဲလို့ရတယ်ပေါ့နော်အကောင်လုံးသိမယ်လို့ထင်ပါတယ်အိမ်ကြီးလဲရဒီရမလားဟုတ်တယ်UK ကတော့ထွေထူးလို့ဘာမှမလဲတော့ဘူးနော် Wi-Fi တက်နေတာလားအမေရေကျေးဇူးရမ်းကိုတင်ပါတယ်ခါနေ UK လို့အရင်ဆုံးအိမ်ကြီးမလဲခင် UK လို့အိမ်ရှာပါမယ်အိမ်ရှာမှုတွေဒီမှာပေါ့နော်ဒီ house ကိုနေပြီUK ပြန်ဝင်လာပါပြီပေါ့နော်ခုနကတော့ Wi-Fi တက်သွားလို့ပါပေါ့နော်ဒါကြတော့ UK တို့ Broadband နဲ့ရောက်ပါပြီအိမ်ဒီလေးရင်လဲကြရအောင်အိုးမိုက်ကျင်တော့ဒါရတော့ဟိုလာကားလုပ်လို့ရတယ်ပေါ့နော်ဟိုရဲလာကားလုပ်လို့ရပါတယ်ဒါပေမဲ့ UK ကတော့ပြင်းလို့မလဲတော့ပါဘူးဒီကနေပြီးတော့ခုပဲလဲတော့ပါမယ် yes okay ကဲဒါလေးကြိုက်တယ်ပေါ့နော် okay ဒါလေးလဲတော့ပါမယ်အိုးမိုက်တယ်နော်ဒါကတော့ Christmas အင်ကြီးလို့ဘာလို့လဲပေါ့နော်ဒါကတော့ Christmas တော့မရောက်သေးပါအဲ့တော့အင်ကြီးရှာမယ်အိမ်ကမြေခွက်ပေါ့နော်မြေခွက်ရင်ရှာပါမယ်ခါနေတခါတည်းကျအိမ်ကြီးမမမိတော့ဒီနေမျိုးစားရတော့မယ်အဲ့အမတ်ဘလောက်လဲ14 okay အိမ်ပေါ့နော်ဒီပန်းရောင်လေးလိုလိုက်မယ်အိုးလာလိုက်တာကွယ်နော်လာရတော့ပြောလို့ကြည့်ကြဒီမှာဒီအိမ်ကတကားလောက်ခက်လို့ရတယ်အဲ့မခက်တော့ okay ဒါကတော့အိမ်ပေါ့နော်ဘလို့ပြုတ်ထိုင်နေရလဲ UK အိမ်ကိုလာပြပါမယ်ဒါအပေါ်ထပ်ပေါ့နော်အကြအဲ့ဒီအိမ်ကြီးလေး dress up ကဲလေးလို့ရတယ်နော်ဒီမှာကျတော့ဘောနော်ဝယ်ရတာဘောနော်ဒါအိတ်လို့ရတယ် sleep အဲ့လေအိတ်ပါမျက်လုံးပေါ်တော့ okay မိုက်ပါတယ်နောက်တစ်ခုကြည့်ကြည့်မယ်ဒီခန်းကကျ YouTube ကအိမ်လာတော့တယ်ဒါကျလက်စေးပေါ့နော်လက်စေးဟိုပါပေါ့နော်ဒါရှာပါရေချိုးမယ် okay ရေလည်းမထွက်ဒါအိမ်နာပို့ပြီးရိုးစီဟိုဘက်ခန်းသွားကြည့်မယ်ဟိုဘက်ခန်းမှာကျတော့ဒါဘီရိုပေါ့နော်ဒါအိမ်ရနှစ်ယောက်နှစ်ကတင်အောင်ရှိရပေါ့နော်ဒီကအိမ်မှာတယောက်တည်းအိတ်တာဆိုအဲ့လိုက်မအိတ်ပေါ့နော်ဒီကဒီဘက်ခန်းမှာအိတ်ပါမယ်သူကလေတခါလေးကျအချိန်ကြီးကမြင်နေပေါ့နော်ညမိုးချုပ်သွားတာမြင်လာရရှိဗလင်းပေါက်တည်းခုံချလို့မရဘူးနော်နီတော်တော်ပဲထိုင်နေလားမသိဒီကမလေးဟုတ်တယ်ငါးကောင်လေဒီကောင်တော်တော်ပဲဒါဖွင့်လို့မရဘူးဒီထဲမှာအမပါလိုက်လဲခုနပြကြပါပေါ့နော် UK လဲခုမှစဆော့တာမဟုတ်ဆော့ရမဆော့တာချလို့ပေါ့နော်မသိတော့ပါဘူးတကားတော့ခတ်လိုက်ကောင်တော့ခတ်တဲ့ဟာပြအောင်နေနော် wait ဒါပါလေလို့စကားပြောရတာ sorry and blah 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 ဟဲ့ okay တိမယ်လို့ဒီမှာဒါ update တွေထွက်တာလားမသိဘူး UK လဲလုံးဝမသိဘူးပေါ့နော်အဲ့လိုမျိုးတစ်ခါလေးကြာရပေါ်လမ်းပေါ်လာမသိအစလေးရပေါ်လာမသိကားထုတ်မယ်UK ကြီးပေါ့နော် Broadhead ထဲမှာကားကိုလုံးဝမမောင်းတတ်ပါဘူးတေးကံပြီးကြည့်ပေးကြပေါ့နော်အိမ်ကလည်းပန်းရောင်ဆိုကားကလည်းပန်းရောင်လုပ်လိုက်မယ် okay ဒီလိုမောင်းတူကလေအဲ့လိုဆောက်ကွာစကူးလိုမျိုးလေအဲ့လိုကားမောင်းနေဟိုဟာကြီးမပါဘူး okay ကားမောင်းလေးချင်နေပါပြီဘေးတော့မှလမ်းနေပြောင်းနေဒီဘက်လမ်းတော့မှာမဟုတ်ဘူးနော်လမ်းနေမှာနေလမ်းမနေပြီပြုတ် okay ဒီဘက်ဝင်မယ် okay အိမ်နေလဲဝင်တိုက်တော့မယ်ကျမokay ဘေးဘက်သွားမှာနော်ကွာရှုပ်ပြန်မောင်းမယ် okay နော်ယူတော့ပြန်မောင်းမယ်ရော့ပန်းအောင်ကokay တော့မယ်ဖြည်းဖြည်းတော့တနတော့မယ် go အေးဒီမှာဒီလမ်းတည်ပြီမှတ်မိပြီတော်ပြီဒီဟာနဲ့ပဲသွားတော့မယ် okay scooter ဟုတ်လားscooter ဟို skate အဲ့လေခုံလို့ရရနော်အခုမှပဲခုံတတော့
Okay Okay ဒါကြတော့ UK တို့တည့်ရတိုင်းပဲ broadband နဲ့မှာခဏခဏရှိတာပေါ့နော် short တွေပါပေါ့နော်ဘာမှတော့ broadband တူတူဆဆမရှိဘူးပေါ့နော် tower တွေပါလဲမဟုတ်ဟာဂျုံတိုးတယ်ဟာငါကောင်ရလဲဟဲ့ဘလူးကြီးလေရေကူးကန်ထဲမှာလိုင်းထိုင်နေရလို့ငါတယောက်ပဲရှိရရေကူးကန်အောက်ကနှင်းနေကြနေရပဲနော်ပြောလို့လာခုန်ကြည့်ကြပေါ့မဟုတ်ပြောက်လာဆော့ကြည့်ကြပါနော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲပေါ့နော်ဒီနေ့ဗီဒီယိုလေးကိုချမ်းသာတက်တယ်ဆို like and subscribe လေးပဲလုပ်ပေးကြပါဦးဖြစ်ချင်ပါတယ်အားလုံးပဲ bye bye